Hello မင်္ဂလာပါ Amblon နေကြိုးဆိုပါတဲ့ဒီနေ့အသက်ဆက်စားမိကြတဲ့ကလောက်လာတဲ့ diary ရေးတဲ့အလေးချက်ဆောင်ပြောပြပေးပါမယ်နော်က diary ရေးလာတာကအခုဆိုရင်၄နှစ်ရှိပြီ16နှစ်ကတည်းက diary ရေးရတာဆိုရင်ဘယ်လောက်ဆိုရင်2023ကတည်းကနော် diary ရေးလာတာ diary ရေးခြင်းအဖြစ်ပထမဆုံးကိုယ့်ရဲ့သားထဲမှာတို့အမှားတွေကိုပုံမှန်လို့မျိုးပဲထားပါတော့ကိုယ့်ရဲ့တနေ့တာကိုစင်မပြေမှုတွေစိတ်လျှော့မှုတွေကိုရှိလာတဲ့ချိန်မှာဆိုရင်အဲ့ဒီ diary စာအုပ်ပေါ်မှာချရေးလိုက်နေဆိုရင်အလိုလိုနဲ့ခေါင်းထဲမှာရှင်းသွားတယ်ခါတည်းမှာဆိုရင်ကျောင်းတွေပြန်လာရင်တကယ်ချင်းနဲ့အဲ့လိုအစမပြေမှုတွေဖြစ်လာတယ်ခါတည်းမှာဆရာမတွေနဲ့ပေါ့နော်ဒီလိုအစမပြေမှုတွေဖြစ်လာတဲ့အခါမှာချရေးလာတဲ့အခါမှာဒီပြဿနာတွေကိုဘယ်လိုဖြေရှင်းနိုင်လဲဆိုတော့ဒီလဲတွေကိုလည်းရလာရောဒါကြောင့်ကိုယ့်ရဲ့ဘယ်လိုဖြေရှင်းရအဲ့လိုဖြေရှင်းနည်းနဲ့တေတော့စိတ်ပြီးစီးမှုတွေကိုလည်းဘယ်လိုတိတိကျကျရောကြစေတယ်နောက်တစ်ခုကျတော့ကိုယ့်ကိုပြန်လဲသုံးသပ်နိုင်တယ်ဒီလို diary ရေးစင်းလာဖြစ်ငါဘယ်နေရာမှာငါမှားသွားတယ်ဘယ်နေရာမှာငါလိုအပ်သွားလဲဆိုပြီးတော့ကိုယ့်ကိုပြန်လဲသုံးသပ်လို့ရတယ်เนาะအဲ့ဒါဒုတိယချက်ပြန်လဲကိုယ့်ကိုပြန်လဲသုံးသပ်မဲ့သုံးချက်ကြတော့ကိုယ့်ရဲ့ပန်နာကိုအတိအကျသိနိုင်တယ်ငါကဘယ်ဟာကိုလောက်ရင်ပျော်ရွှင်လဲနောက်ပြီးတော့ငါဘယ်ဟာကိုလောက်ရင်ပို့ပြီးတော့မှအချိန်ကုန်မှန်းမသိကုန်သွားတာလေအဲ့လိုရေးစင်အပြင်ပေါ့နော်ကိုယ့်ရဲ့ပန်းနိုင်ကိုအတိအကျသိနိုင်တယ်အတိုင်းယာရီရေးဖို့အတွက်ဆိုရင်စောင်းအလှတွေမလို့ကိုယ်မှရှိတဲ့စောင်းအုပ်တွေနဲ့ရေးလို့ရတယ်လို့ပြောပြချင်တယ်ပေါ့နော်ဘာလို့ဆိုတော့ကိုယ့်ရဲ့ခံစားမှုတွေကိုစောက်တယ်မှာဆက်ရှိလက်ရှိရေးချလာတဲ့အခါမှာသူတစ်ပါးကိုပြောပြရတဲ့အထက်ပို့ပြီးတော့မှစိတ်လုံးကြုံမှုရှိတယ်လို့ခံစားရတယ်ပေါ့နော်ဒါကြောင့်တကယ်ချင်းတို့လည်းဒိုင်ယာရီရေးချင်တယ်ဆိုရင်ပထမဆုံးအနေနဲ့ပြောမယ်တနေ့ကို2ကြောင်း3ကြောင်းလောက်ပဲအရင်စားကြည့်ပေါ့နော်အချိန်အများကြီးပေးစရာမလိုကဲလို့ကိုတော့မအားခဲ့ဘူးဆိုရင်ကိုမှရှိတဲ့ချိန်10မိနစ်2မိနစ်မှလည်းရေးလို့ရတယ်ကိုယ့်ရဲ့ခံစားမှုတွေကိုယ့်ရဲ့ဒီနေ့ကဘာကြောင့်ဝင်နေခဲ့ရတယ်လဲဒီနေ့ကဘာကြောင့်ပျော်ရွှင်ခဲ့ရအဲ့အကြောင်းတွေကိုချရေးခြင်းအပြင်ကိုယ့်ရဲ့တနေ့တာကုံဆုံးမှုတွေဘလို့ကုံဆုံးတဲ့လဲအဲ့လိုရေးခြင်းအပြင်ကိုပြန်ယူလို့မှသုံးသပ်နိုင်တယ်လို့ပြောချင်ပါတယ်ဒါကြောင့်ကဲလို့ကိုကထိုင်ရေးထင်တယ်ဆိုရင်ဒီနေ့ကပဲအစားရေးလိုက်ပါလို့တိုက်တွန်းချင်ပါတယ်တကယ်ကြောင်းအားလုံးဘိုင်ဘိုင်